ကဲလောက်ပုံလုံးလေးပြောပြီးတော့တဲ့မျှဝေပေးပါနော်တဲ့ဟုတ်ကဲ့ပါရှင်လောက်ပုံလုံးလေးပြောပြမယ်ပေါ့နော်ဒီမယိုးပွင့်လေးကမမျိုးအိမ်မှာရှိနေတဲ့သားလုံးသွေးလုံးရေအိတ်တို့ကိုတတ်တာပြောက်ပေးစေပါတယ်အဲ့တော့တစ်ခါစားဟိုအစိုးလက်ထက်မှာကြိုက်ထားသလောက်ပေါ့နော်4-50ပွင့်ပေါ့နော်အဲ့လိုမျိုးလေးကိုနှမ်းစီစစ်စစ်လေးနဲ့ကြော်ပြီးစားပေးရပါမယ်ရှင်အဲ့တော့အစိုးတစ်ခါလေးလုပ်ပြပေးပါမယ်နော်ဒီပွင့်လေးကိုရေတော့ပြအောင်ဆေးပေးရတယ်ပေါ့နော်ပြီးဆိုရင်နှမ်းစီလေးကိုထမင်းစားစွန်းတစ်စွန်းလောက်ပဲထည့်ပြီးဆိုရင်ရပါပြီရှင်နှမ်းစီလေးထမင်းစားစွန်းတစ်စွန်းလောက်ထည့်ပြီးလို့ချင်းဒီမယိုးပွင့်စောနာရေဆေးထားတဲ့မယိုးပွင့်လေးကိုကြော်မှာဖြစ်ပါတယ်မိန်းကလေးတွေမမျိုးအိမ်အတွက်ပေါ့နော်ကျမရေးအတွက်သုံးချင်တယ်ဆိုလို့ချင်းအခုပြောပြနေတဲ့နီလန်တိုင်းလိုက်လုပ်ပေးပါနော်နှမ်းစီနဲ့ကြော်ပြီးမှဆေးဘက်ဝင်တာပါရှင်တခြားຢာတွေအတွက်ဆိုလို့ရှိရင်တော့တခြားຢာတွေအတွက်ဆိုလို့ရှိရင်တော့နှမ်းစီနဲ့ထည့်စရာမလိုဘူးပေါ့နော်ဒါကမမျိုးအိမ်အတွက်တအိမ်အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့နှမ်းစီလေးထည့်ပြီးတော့ကြော်ပေးပါအများကြီးထည့်ပြီးတော့ကြော်စရာမလိုပါဘူးရှင်ဒါကတော့အပွင့်အစိုးလေးကိုကြော်ပြတာဖြစ်ပါတယ်အချောက်ကြော်လဲရပါတယ်ရှင်အိမ်မှာဖြစ်နေတဲ့ပြဿနာတွေအားလုံးကိုဒီမယိုးပွင့်ဒီစေးဘဝင်မယိုးပွင့်လေးနဲ့နှမ်းစီလေးနဲ့ကြော်ပြီးတော့တနေ့ကို9ပွင့်10ပွင့်ပေါ့နော်15ပွင့်အပွင့်20အထိစားလို့ရပါတယ်အဲ့လိုစားပေးရုံနဲ့လာနှဲငယ်အတွင်းကိုတက်တာပျောက်ကင်းစေပါတယ်ရှင်ဒီနေ့လောက်ဆိုရင်ရပြီပေါ့နော်သူကကိုကကျွတ်လေးစားနေဆိုရင်တော့ကျွတ်သွားတဲ့နေထားဖြစ်အောင်ကြော်လို့ရတယ်ဒါပေမဲ့ဒီနေ့လောက်ဆိုရင်ရပါပြီသူ့ရဲ့ရတာကချိုလေးပေါ့နော်နည်းနည်းချိုးတဲ့ရတာလေးပါတယ်ခါတက်ရတာတော့မရှိဘူးရှင်ကြိုက်လန်ရွက်ကြော်ရတာမျိုးတိုင်းပဲပေါ့နော်ဒါလေးကတော့ကြော်ပြီးသွားတဲ့အနေထားလေးပါရှင်စားကြည့်လိုက်ပါ